မြမသမိုင်းရဲ့စာမျက်နှာတွေကြားမှာစစ်ရေးစစ်ရာကျွမ်းကျင်မှုတတိပြတိပြည့်စုံမှုနဲ့သူရဲကောင်းပီတာမှုတို့ကြောင့်ယနေ့တိုင်အမည်နာမထင်ရှားနေတဲ့မွန်ဘရင်တစ်ပါးရှိပါတယ်သူကတော့ဟန်တာဝတီစင်ဖြူရှင်ပညာနွဲ့လို့လူသိများတဲ့ရာဇာတိရဲ့ပဲဖြစ်ပါတယ်ခရစ်နှစ်1383ခုနှစ်မှာနန်းတက်ခဲ့တဲ့ရာဇာတိရဲ့ဟာဖခင်ဖြစ်သူပညာဦးနတ်ရွာဆန်ပြီးနောက်နန်းတွင်အရှုပ်ထွေးတွေကြားကနေဟန်တာဝတီမွန်နိုင်ငံတော်ကိုခက်ခက်ခဲခဲပြန်လည်စည်းလုံးခဲ့ရသူပါရာဇာတိရဲ့တမိုင်းမှာအထင်ရှားဆုံးကဏ္ဍကတော့အထက်မြန်မာပြည်အင်းဝဘူရင်မင်းခေါင်နဲ့တိုက်ခိုက်ခဲ့တဲ့အနှစ်40စစ်ပါပဲဒီစစ်ပွဲဟာနယ်မြေလူပွဲတသက်မဟုတ်ပဲနှစ်ဖက်ဘရင်တွေရဲ့စစ်ရေးပရိရဲ့သူရဲကောင်းတို့ရဲ့တစ္ဆာရှိမှုနဲ့ယောက်ျားကောင်းတို့ရဲ့အားပြိုင်မှုကိုဖော်ပြနေတဲ့တမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်ရာဇာတိရဲ့ဟာစစ်မြေပြင်မှာကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲလေးရှိပြီးစင်စည်းချင်းထိုးရမှာလဲပြိုင်ဘက်ကင်းတဲ့ဘရင်တစ်ပါးပါသူ့ရဲ့ထူးခြားချက်ကတော့လူတော်ကိုလူတော်မှန်းသိမြင်ခြင်းပဲဖြစ်ပါတယ်ရာဇာတိရဲ့လက်ထက်မှာလက်ကွန်းအိမ်နဲ့အဲမွန်တရားတို့လိုစစ်သူရဲကောင်းတွေပေါ်ထွန်းခဲ့တယ်လို့သူတို့ရဲ့တစ္ဆာရှိမှုနဲ့သူရဲကောင်းစိတ်ဓာတ်တွေဟာရာဇာတိရဲ့ခေါင်းဆောင်မှုအောက်မှာပုံမူတောက်ပခဲ့ပါတယ်ပိုပြီးလေးစားဖို့ကောင်းတာကရာဇာတိရဲ့ဟာရန်သူဘက်ကတော်တဲ့သူကိုတောင်အတိမတ်ပြုတတ်သူပါအင်းဝမင်းသားမင်းရဲ့ကျော်စွာရဲ့စီရေးစွမ်းရည်ကိုချီးကျူးခဲ့တဲ့သူ့ရဲ့စကားတွေဟာဒီနေ့ထိတမိုင်းမှာမှတ်တမ်းတင်ကျန်ရစ်နေပါတယ်ဒါပေမဲ့ရာဇာတိရဲ့ဟာစစ်ကိုပဲဆွဲလန်းတဲ့မင်းတစ်ပါးတော့မဟုတ်ပါဘူးစစ်ပွဲတွေငြိမ်သက်သွားတဲ့အချိန်တိုင်းမှာဘာသာသနာထုံးကားအောင်လှုပ်ဆောင်ခဲ့ပါတယ်ရွှေမော်တော်စီရီတော်ကြီးကိုပြုပြင်မွမ်းမံခဲ့တယ်လို့မွန်ရင်ကျေးမှုနဲ့အမှုပညာတွေကိုလည်းမြေတောင်မြောက်ပေးခဲ့ပါတယ်သူ့ရဲ့အုပ်ချုပ်မှုအောက်မှာဟန်တာဝတီဟာကုန်သွယ်ရေးနဲ့စီးပွားရေးအရာလည်းအင်အားတောင့်တင်းတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်ခရစ်နှစ်1420ခုနှစ်မှာရာဇာတိယနတ်ရွာဆန်ခဲ့ပေမဲ့သူခြံထားခဲ့တဲ့တမိုင်းကြောင်းတွေဟာပျောက်ကွယ်မသွားခဲ့ပါဘူးသူဟာမွန်လူမျိုးတို့ရဲ့အမျိုးသားရေးအမှတ်အသားတစ်ခုဖြစ်လာခဲ့တယ်လို့မြမသမိုင်းမှာလည်းအင်းဝါနဲ့ဟန်တာဝတီတို့ရဲ့အားပြိုင်မှုကိုအကောင်ဆုံးဖော်ဆောင်နိုင်ခဲ့တဲ့အရှင်သခင်တပါးအဖြစ်မော်ကွန်းထိုးခံခဲ့ရပါတယ်ခေတ်အဆက်ဆက်မှာရာဇာတိရဲ့အကြောင်းကိုရုပ်ရှင်ပြဇာတ်နဲ့ဝတ္ထုတွေအဖြစ်ပြန်လည်ဖန်တီးကြတာဟာသူ့ရဲ့ထူးခြားတဲ့ဘဝဇာတ်ကြောင်းနဲ့သူ့ရဲ့ကောင်းပီတာတဲ့စိတ်ဓာတ်တွေကြောင့်ပဲဖြစ်ပါတော့တယ်